တပဲဘိုးနဲ့လဲကျိုးအောင်ရတယ်ဆိုတာဒါမှအစ်စ်နော်200 gram ပါတော့မှ200ပိုက်စာပဲပေးရလို့အပြင်းပြေပဲဆဆအားလို့ပဲထိုင်ဝါနေနေအရန်ကိုတန်ပါတယ်စီကတော့ထုံးစံတိုင်းပဲတထိတ်စီကနေပဲဂုံဆင်းလိုက်ပေါ့နော်မှုနှစ်ကပ်ပြီးကြော်တာမို့လို့စီရလည်းအထဲကိုတော့အရန်မဆုပ်ပါဘူးမရေဘာမုံနေသုံးတာလဲဆိုပြီးမေးကြလို့မုံနစ်ဆက်နီကိုလည်းတခါလေးပြောပြလိုက်ပါတယ်မကတော့ပဲမုံစိမ့်နဲ့ကော်မုံစားတူထဲပါတယ်ပြီးတော့ကျဲဥနှလုံးနဲ့နနမင်ခဲထားတာထဲလိုက်တယ်ရတာအတွက်ကတော့ထုံးစံတိုင်းစားနေငယ်ကိုကောင်းပေါ့ရှင်ရောင်လာခြင်းနနွင်းထဲလို့ရပါတယ်ကျမနနွင်းကုန်နေလို့အသားတူကလူမမာရုပ်တော့နည်းနည်းပေါက်သွားတယ်ပြီးတော့မုံနစ်ရေတဲ့ကိုအသားတူတွေရေစိမ်ပြီးညစ်ထားတာကိုထည့်နေလိုက်တယ်ကျမမုံနစ်ဆက်တဲ့နေရာပုံသေးနီးတော့မဟုတ်ပါဘူးเนาะအကျော်မုံတို့ဂျုံမုံတို့သုံးပြီးတော့လဲကြော်လို့ရပါတယ်မုံနစ်နဲ့အသားတူနဲ့နေထားတာတွေကို15မိနစ်လောက်တော့စောင့်လိုက်ပေါ့နော်ကျဲဥလည်းထည့်ထားတာမို့လို့အသားတူတွေကိုမုံနစ်ရေတွေဝင်သွားတဲ့အခါကြော်လိုက်တဲ့အချိန်ပို့ပြီးတော့အီလေးနဲ့စောင့်လို့ကောင်းပါတယ်ကိုလေးစားမယ်ဆိုရင်တော့အတွင်းသားအီလေးအပြန်ကျွတ်ကျွတ်ကလေးနဲ့ပိုစားကောင်းပါတယ်ကျမအများကြီးကြော်ပြီးဘူးထဲထည့်ထားလိုက်လို့လားမသိဘူးနောက်ရဲကျတော့ပြင်းတွဲတွဲလေးတော့ဖြစ်သွားတယ်ငှက်နေလို့ထင်တယ်အဲ့ဒါလည်းတစ်မျိုးလေးတော့ကောင်းတာပဲဆိုင်ပြင်းတော်သိန်းလည်းအိမ်မှာရှိနေလို့ကြော်ပြီးထည့်လိုက်တယ်ကျမပြောတယ်ကျမရဲ့အသားတူကြော်ကလူမမာရုပ်တော့နည်းနည်းပေါက်သွားတယ်လို့ဆနွင်းကုန်နေလို့ကျမတထည့်ကိုဆနွင်းမာလိုက်တာအတောင့်လိုက်ကြီးဝယ်လာတယ်တဲ့ဘာလို့ရမှန်းကိုမသိတော့အားတူကြော်တဲ့ကိုပြင်းတော်သိန်းကြော်ထားတာရဲ့ငြုပ်တိစီမွေးရဲ့ထည့်ပြီးနေလိုက်တယ်ပြီးတော့အားတိုင်းစားပြင်းတိုင်းဝါဖို့အတွက်ဖန်ပလင်းနဲ့ထည့်ထားလိုက်ပါတယ်မကတော့တာလဘက်ကနေမာတာပါမာကတော်တော်များများမှလည်းရောင်းပါတယ်ကျေးဇူးပါရှင်ဘိုင်ဘိုင်